စကားများများပြောခြင်းတော့စာများများဖတ်ဖို့လိုပါတယ်ဥစဉ်ကိုညီမငယ်လေးတယောက်ကလည်းမေးထားတာကြားပါပြီဥစဉ်နဲ့စာအုပ်ဖတ်ချင်တာဘယ်လိုစာအုပ်တွေဖတ်မလဲစာအုပ်ကဖတ်ဖို့လိုသလားတဲ့ဥစဉ်ကိုမေးထားလို့စာအုပ်ကတော့ဖတ်ဖို့လိုပါတယ်စကားများများပြောခြင်းရင်စာဖတ်ရတယ်ပြီးရင်ကိုယ့်ရဲ့ဘဝအတွက်လည်းပဲစာဖတ်ဖို့လိုတယ်စာများများဖတ်မှသာလျှင်ကိုယ့်ဘဝရဲ့အမှားအမှန်အကြောင်းအကျိုးအကောင်အဆိုးတွေကိုဝေဖန်တတ်မယ်ပိုင်းခြားတတ်မယ်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့စာဖတ်ရလဲဆိုတော့ဒီစာရေးခဲ့တဲ့ပုံကိုယ်တွေဟာဦးဇင်းတို့တက်အများကြီးဘဝအတွေ့အကြုံတွေအများကြီးဖြတ်တန်းခဲ့ပြီးပြီအဲ့ဒါကြောင့်မလို့သူတို့ထဲကကောင်းတာလေးတွေကိုယူမကောင်းတာလေးတွေကိုရှောင်စီးပွားရေးပဲလုပ်လို့ပညာရေးပဲလုပ်လို့လူမှုရေးဘာသာရေးကြိုက်တာပဲလုပ်လို့ဒီထဲကနေပြီးတော့ကိုယ့်အတွက်ဘဝတုဒ္ဒတွေ knowledge တွေအများကြီးရတယ်အဲ့ဒါမှသာလဲကိုယ့်အတွက်စင်ကျင်စဉ်းစားတွေးခေါ်ရတာပေါ့ကိုယ်စဉ်လက်တော်ဖတ်နေတဲ့စာအုပ်တွေဦးစဉ်ပြပါမယ်ဒီစာအုပ်တွေကတော့ဦးစဉ် ARPS စာအုပ်ဒါကတော့ Comparative Study of Religion နဲ့ဒါက Oxford ဆရာတော်ရဲ့စာအုပ်ဖတ်ပြီးရပါဒါတွေကတော့ပထမလေဒီဆရာတော်ဖျားရေးခဲ့တဲ့စာအုပ်တွေပါဒါနိုင်ငံခြားပု္ပ္ပစာတွေဥရောပပု္ပ္ပစာဖြည့်မေးတွေရောအလွန်အင်မတန်မှကောင်းမြတ်ပါတယ်စာအုပ်ခုံပေါ်စာအုပ်တွေပေါ့ဒါကဦးစဉ်တို့စာချပတိကဒေါက်တာရှောင်းဓမ္မနန္ဒကလက်ဆောင်ပေးလိုက်တဲ့စာအုပ်လက်ဆောင်ရတဲ့စာအုပ်ဒီစာအုပ်ကတော့ဦးစဉ်ပြီးဖို့လို့နည်းနည်းလေးကြံနေတယ်ဘဝလန်စခန်းနဲ့ဒါကဆရာကြီးဦးရွှေအောင်အမြင်များပြောင်းလဲဒီဆရာကြီးစာအုပ်တွေလည်းအများကြီးဖတ်ဖို့ရတယ်ဆရာကြီးစာအုပ်တွေတော့တော်တော်နည်းနည်းတော်တော်လေးဖတ်ယူရတယ်မကြိုက်ဘူးဆိုလို့ရှိရင်တော်တော်ပြေးမို့ကောင်းတယ်ဒါဟိုလောစာအုပ်ဆိုင်ရောက်လို့ပဲလားသိပ္ပံနေကြတွေးခေါ်မှုဒါကဗုဒ္ဓဘာတွေတွေးခဲ့တယ်လဲအာကမိုးသူဒီစာအုပ်တွေကတော့အခုလောလောဆယ်စာအုပ်တွေဘာလို့ဒီစာအုပ်တွေဖတ်တယ်လဲဆိုတော့အခုလူငယ်တွေမှာဘာသာရေးဘယ်လိုမြင်တယ်လဲဘယ်လိုတွေးတယ်လဲအဲ့ဒါတွေသိချင်လို့မို့အဲ့စာအုပ်တွေဝယ်လာတာမလဲစာအုပ်တွေရှိသေးတယ်စာအုပ်တွေရှိသေးတယ်andဒါကတော့ how to grow goals life and happiness ဒီစာအုပ်ကတော့စာကြည့်လိုက်ကငှားထားတာ3လကျော်4လနီးပါးရှိနေဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်စာတွေကျတော့တွက်လက်မဖတ်တတ်သေးဘူးမဖတ်နိုင်သေးဘူးပေါ့အဲ့ဒါကြောင့်တွက်လက်ဖတ်နိုင်အောင်အဓိပ္ပာယ်လည်းပဲရှင်းရှင်းလင်းလင်းသိအောင်ဖတ်တဲ့နီလန်းလေးရှင်းလည်းပဲဦးဇင်ကိုနီလန်းလေးမျှပေးပါအောင်ဦးဇင်ဒီစာအုပ်တော့ဟုတ်တယ်4လလောက်ရှိပြီစာကြည့်တဲ့ကငှားလာတာဒါမှဦးဇင်မပြီးသေးဘူးဖတ်လို့မပြီးသေးဘူးဒါကမာစီဆရာတော်ဖျားကြီးရေးတဲ့ဝိသုဒ္ဓိပတ်မြန်မာပြန်တတိယရွယ်ဦးဇင်ပထမရွယ်နဲ့ပထမရွယ်ဖတ်ပြီးဒုတိယရွယ်မတွေ့လို့မလို့တတိယရွယ်ယူလာတာဒါလည်းအလွန်အင်မတန်ကိုဖတ်တဲ့ရဟန်းနေဆိုရင်ပို့ပြီးဖတ်တဲ့ရဟန်းနေပြီးရင်လူကြီးတွေလည်းပဲဖတ်တဲ့ဗုဒ္ဓဘာသာမှန်လို့ရှိရင်တော့အဲ့တော့စာအုပ်တွေအဲ့ရဘေးမှာလည်းထားတယ်ပြီးရင်စာကြည့်ခုံပေါ်မှာလည်းရှိတယ်ပြီးရင်ဒီကဦးဇင်ကွန်ပျူတာသုံးတဲ့နားလေးမှာလည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့အစင်တင်ကိုများသောအားဖြင့်နေဖြစ်တဲ့နေရာလေးတွေကိုစာအုပ်တွေထားပြတယ်ဒီခါလေးဒီကွန်ပျူတာသုံးတယ်ကွန်ပျူတာသုံးလို့မလို့မျက်စိညောင်းလို့တိတ်စိတ်မပါတော့ဘူးဆိုရင်ကိုကြတဲ့စာအုပ်လေးယူဖတ်လိုက်တယ်အဲ့ရဘေးကြတော့လည်းပဲအိတ်ချင်းအိတ်လိုက်တယ်မိတ်ချင်းသေးဘူးဆိုလို့ရှိရင်တောင်တွေမြောက်တွေတွေးနေမှာဆိုလို့အဲကြတော့ဦးဇင်အဲ့ရဘေးမှာထားတယ်မိတ်ချင်းသေးဘူးဆိုလို့ရှိရင်ဖုန်းကြည့်ရင်ကြည့်ဖုန်းမကြည့်လို့ရှိရင်စာအုပ်ကြည့်ပြတယ်အဲကြောင့်စာကတော့ဖတ်ကိုဖတ်ရမယ်တိုးတက်တဲ့လူမျိုးတိုးတက်တဲ့နိုင်ငံအဲ့နိုင်ငံတွေကစာဖတ်ကြတာများပါတယ်ဦးဇင်စာဖတ်ကြမယ်ဆိုတော့ခေါင်းစဉ်နဲ့ဦးဇင် presentation လုပ်တော့ကခုနလိုပေါ့ audience တယောက်က observer တယောက်ကလှမ်းပြီးတော့မေးတယ်
ဦးဇင်းစာဖတ်တာတော့ဟုတ်ပါပြီတဲ့စာဖတ်တဲ့အလေးချင်းဖြစ်အောင်ဝါသနာပါအောင်ဘယ်လိုလုပ်ရတယ်လဲတဲ့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကလေးတွေဆိုလို့ရှိရင်တော့သူတို့ကြိုက်တဲ့အယုတ်ပါတဲ့အယုတ်များပါတဲ့ရုပ်ပြစာအုပ်ကလေးတွေကိုသူတို့ပေးကြည့်အဲ့မှာသူတို့ကနေပြီးတော့အယုတ်ပါတဲ့စာအုပ်ကလေးတွေဖတ်မယ်ရုပ်ကလေးတွေကိုမြင်တယ်ရုပ်ကလေးတွေမြင်တော့ရုပ်ကလေးသဘောကျတယ်ပြီးရင်ဒီရုပ်ကလေးတွေကဘာပြောတာလဲမှသိကျင်စိတ်ကလေးတွေဖြစ်လာတာအဲ့မှာသူကစာလေးကိုဖတ်ချင်လာတယ်အဲ့ကျတော့ကလေးအရွယ်မှာရုပ်ပြစာအုပ်ပြီးရင်လည်းပဲနည်းနည်းလေးလူဆယ်ကျော်တက်ကလေးတွေဖြစ်လာပြီဆိုရင်တော့ဦးဇင်းတို့ကတော့ဝတ္ထုစာအုပ်တွေဖတ်ခဲ့တယ်ဆွဲလန်းဖတ်ခဲ့တယ်ကျွန်တော်နဲ့မှလည်းပဲခိုးပြီးတော့ဖတ်ခဲ့တယ်19 20လောက်ထိဝတ္ထုတွေကိုဖတ်ပဲနောက်20ကျော်တဲ့အခါကျတော့ဟောဝတ္ထုတွေဖတ်လို့တော့ငါအကျိုးရှိမှာမဟုတ်ဘူးဆိုပြီးအမှအဲ့ဒီနောက်ဝတ္ထုတွေမဖတ်တော့ဘူးရတ္တစာပေတွေဒီဘက်ကဘုဒ္ဓတုဒ္ဒစာပေဘက်ကိုဦးဇင်းပြောင်းသွားတယ်အခုနောက်ပိုင်းကျတော့အသက်ကနည်းနည်းလေး30လဲ30 over 30လဲဖြစ်လာရောလောကီစာတွေဖတ်တာကကိုယ့်အတွက်အကျိုးရှိတယ်လို့မခံစားရတော့ဘူးဖတ်ခဲ့တဲ့စာအုပ်တွေအများကြီးပါပဲအများကြီးဖတ်ခဲ့တယ်ဒါမှခုကျတော့ဒီအသက်အရွယ် over 30လဲဖြစ်သွားတဲ့အခါကျတော့လောကီစာတွေဖတ်ချင်စိတ်ကတော်တော်လေးနည်းသွားပြီဝတ္ထုတွေဆိုရင်ပိုးဆိုတာပေါ့ဝတ္ထုတွေဆိုဖတ်လို့ကိုမရတော့တခါတလေကောက်ကန်ကြည့်တယ်အပြင်းပြေဖတ်ကြည့်မလားဆိုလို့ရှိရင်ဒါမဲ့ဖတ်ချင်စိတ်မရှိတော့အဲ့ဒါကြောင့်မလို့ဦးဇင်းဆိုလိုချင်တာကပထမစာဖတ်ဝါဒနာမပါသေးဘူးဆိုလို့ရှိရင်ကိုကြိုက်တဲ့စာအုပ်ဖတ်ပါဝတ္ထုစာအုပ်ဆိုရင်လည်းပဲဖတ်ပါနောက်တစ်ခါဘယ်စာအုပ်ဖတ်တဲ့နဲ့ဘယ်စာအုပ်မဖတ်တဲ့မှုဆိုတာစာဖတ်တဲ့များလာလို့ရှိရင်သူ့အရွယ်ရနဲ့သူစကားပြောသွားလိမ့်မယ်နံပါတ်1ကတော့စာအုပ်မရွေးပါနဲ့ကိုဖတ်ချင်တဲ့စာအုပ်ဖတ်နောက်အချိန်တန်းလာလို့ရှိရင်ဘာစာအုပ်တွေဖတ်တဲ့တယ်လဲဆိုတာသူ့ဟာနဲ့သူအချိန်ကစကားပြောလာပါလိမ့်မယ်စာဖတ်ချင်စိတ်ဖြစ်ဖို့ကတော့မလွယ်ဘူးကိုခက်ကကျတော့ပိုးပြီးတော့စိုးသွားတယ်ဖုန်းတွေကပေါ်တဲ့ခါကျတော့အချိန်မရွေးဒီဖုန်းကိုပဲဦးဇင်းတို့လည်းအပါဝင်မှာပဲမသုံးအောင်လားဆိုလဲသုံးရမှာပဲဒုက္ခနဲ့တူဖြစ်လာတဲ့ဥစ္စာဒါပေမဲ့လို့ကိုကစာဖတ်တာကြီးကိုစွန့်လွတ်လို့မရဘူးစာဖတ်တာစွန့်လွတ်လိုက်ပြီဆိုလို့ရှိရင်ကိုရဲ့အသိဉာဏ်တွေကဘယ်ဟာနဲ့မှမရတော့ဦးဇင်းတို့စာပေဟောပြောပွဲတွေဆိုလည်းပဲဦးဇင်းတို့နားထောင်တယ်ဆရာကြီးဦးအောင်သင်းဒီနောက်ပိုင်းဆိုလို့ရှိရင်တော့တိတ်ကြိုက်တဲ့စာရေးဆရာတိတ်တော့မတွေ့တော့ဘူးဆရာကြီးရဲ့အရှိပိုင်းကဆရာကြီးဥတုခါတို့ရဆရာကြီးတွေပေါ့အဲ့လိုဟောပြောပွဲတော့နားထောင်တယ်အခုနောက်ပိုင်းစာရေးဆရာတော့နားမထောင်ဖြစ်တော့ဘာဖြစ်လို့လဲသူတို့ကစာပေဟောပြောပွဲလို့ပဲနာမည်တက်ထားတာစာပေဟောပြောပွဲလို့ခေါင်းစဉ်တာတက်ထားတာသူတို့ပြောတာနိုင်ငံရေးကြော်လဲနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကျိုးရှိဖို့ဒီလိုဥစ္စာတွေမဟုတ်ဘူးသူတို့ပြောတာတွေကရှေ့လူတွေမကောင်းကြောင်းရှေ့လူတွေမကောင်းကြောင်းဒါပဲပြောတာသူများမကောင်းကြောင်းကိုကောင်းကြောင်းအောက်ကပရိသတ်ကလည်းပဲလက်ခုပ်တီးတာပဲသူတို့လည်းလက်ခုပ်တန်ကြားရင်ဆက်ပြောတော့တာပဲအဲ့ဒါကြောင့်ရှေ့တော့ဆရာကြီးတွေရဲ့ဟောပြောပွဲတွေကိုYouTube ကနေပြီးတော့နားထောင်တယ် download ဆွဲပြီးတော့ဖုန်းထဲမှာသိမ်းထားတယ်အဲ့ဒါတွေကလည်းပဲအလွန်အင်မတန်မှဗဟုသုတတွေများစွာရပါတယ်